ပိန်းနေတီကထောင်အားရခွဲချမ်းမှုကအဆက်ရှယ်လို့တော့ပြောရပဲ3000ဒီကအကျမ်းမှုကကြတော့1800ငါချက်တာအဆက်ပေါ့နော်ဒါကြတော့မယန်တီလေးရတီစာလေးပိုးပေါ်ဖြားလေးဒါလေးကဘယ်လောက်လဲ3000ပေါ့နော်30တောင်းအင်ဂျင်ဒီကတော့မနေ့ကဟာဒီက3နောက်ကုန်သွားလို့မှနောက်ထပ်900ပို့ထောက်ဝယ်လာပါတယ်ဒါကြတော့နှစ်ရှင်ရကြတာ1400ပို့ပေါ့နော်ဒါတော့ငါးလေးမြက်ပြူးလို့တော့ပြောရပဲအဲ့ဒီငါးလေးဒါလေးကကြောင်လေးတော့ပေါ့နော်ဒါတော့ပစုံစိတ်ကလေးတွေကိုဒါ3000ပို့အဲ့ဒီက3000ပို့ဒီငါးလေးက6000ပို့6000ဒါကြောင်လေးအတွက်ဘယ်နှကောင်4ကောင်ရပါတော့ကောင်ကြီးကြောင်လေးရဒီငါးပဲစားဟိုငါးတစ်တာတို့ဟိုငါးကြီးစားဒီငါးလေးပဲစားလို့ဒါစီးသွားရင်းနဲ့မနက်စာထမင်းကြော်ချက်ဦးနဲ့ဒါလေးကြတော့ပြဆုံးတော့အတွက်ဒါမဲ့ဟိုကတ်လို့ပို့တာလေးလူစားမှာပေါ့နော်ဒါလေးကအချင်းမှာဒါလေးကဟင်းကြီးဆိုင်ကတောက်ဖို့ပေးလိုက်တာပေါ့နော်ဒါလေးကတစ်စီးကို4000နဲ့နှစ်စီးဝယ်လာ8000လှနော်ဒါလေးကကြတော့ဟွာလေးစုံပန်းလာပါလေအဲ့ဒါလေးစပယ်စစ်တော့မဟုတ်ပေါ့နော်သူကတစ်စီးတကုန်းကို1000နဲ့9000ပို့